မင်္ဂလာပါဒီကနေ့ရှင်းပြမယ့်အကြောင်းအရာက velocity displacement နဲ့ acceleration တို့ရဲ့ချိတ်ဆက်ပုံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် velocity ကို differentiate လုပ်ပါက acceleration ကိုရရှိမှာဖြစ်ပြီးတော့အဲ့ဒီ velocity ကို integrate လုပ်ပါက displacement ကိုရရှိမှာဖြစ်တယ် displacement တို့ velocity တို့ acceleration တို့ကtime t အလိုက်ပြောင်းလဲနေခြင်းဖြစ်တယ်ဆိုတဲ့အတွက်အဲ့ဒီ velocity ကို t အလိုက် differentiate လုပ်ခြင်းအဖြစ် acceleration ရရှိမှာဖြစ်ပြီးတော့ velocity ကို t အလိုက် integrate လုပ်ခြင်းအဖြစ် displacement ကိုရရှိမှာဖြစ်တယ်ဒါက velocity ကိုမေးခွန်းမှာ expression အနေနဲ့ formula အနေနဲ့ function အနေနဲ့ပေးခဲ့ပြီဆိုရင် acceleration နဲ့ displacement ကိုတွက်ထုတ်တဲ့နည်းဖြစ်တယ်။အကယ်၍အဲ့ဒီ velocity ကို velocity time graph အနေနဲ့သာပေးခဲ့ပြီဆိုပါကတွက်ထုတ်ရမယ့်နည်းလေးကိုရှင်းပြပေးပါမယ်။ velocity time graph ပေးခဲ့ရင်လည်းအပေါ်ကချိတ်ဆက်ထားတဲ့အချက်နဲ့ပဲစဉ်းစားသွားမှာဖြစ်ပါတယ်။ velocity ကို differentiate လုပ်ရင် acceleration ရတယ်လို့ဆိုထားတယ် differentiate လုပ်ခြင်းသည်တနည်းအားဖြင့် gradient ရှာနေခြင်းဖြစ်တယ်ဆိုတဲ့အတွက် graph ပေးခဲ့ပါက gradient လည်းရှာနိုင်တယ် graph ပေးတော့ gradient ရှာမယ်ဆိုရင် gradient is equal to y2 minus y1 divided by x2 minus x1 ဆိုပြီးတော့ gradient ရှာမှာဖြစ်တယ်အဲ့တော့ differentiate လုပ်တာက gradient ရှာခြင်းဆိုတဲ့အတွက်အဲ့ဒီ gradient ရှာခြင်းဒီဘာကိုလုပ်နေတာဆိုရှင် acceleration ရှာခြင်းလို့ပြောခြင်းဖြစ်တယ်ဒါဆိုရင်ဒီနေရာမှာ gradient is equal to ရှာလိုက်တာက acceleration ကိုရရှိမှာဖြစ်တယ်ပေါ့နောက်တစ်ချက်အနေနဲ့ဆိုရင် velocity ကို integrate လုပ်လဲလို့ဆိုရဲ integration လုပ်နေခြင်းဒီတနည်းအားဖြင့် area ရှာခြင်းဆိုတဲ့အတွက် area is equal to အဲ့ဒီမှာ integrate လုပ်တော့ဆိုရင် displacement တန်ဖို့ရတယ်ဒီမှာကကြတော့ area ရှာခြင်းဒီ graph အရာ area under the graph ဒီ distance travel သူသတ်မှတ်ထားတဲ့ t အတွင်းမှာရှိနေတဲ့ distance travel တွေရှာနိုင်မှာဖြစ်တယ်ဒါကို problem နဲ့တွဲပြီးတော့လေ့လာကြည့်ရအောင်ဒီ program မှာပေးထားတာက velocity နဲ့ time တို့ရဲ့ graph လေးပေးထားတယ်အဲ့ဒီ graph ပေးထားပြီးတဲ့အခါမှာမိကုံကတောင်းဆိုတာက deceleration လို့ဆိုထားတယ်ဘယ်နဲ့ကြားမှာဆိုရင် t တန်ဖို့ 5 နဲ့ 10 နဲ့ကြားမှာရှိတော့ deceleration တော့အဲ့တော့ deceleration ကြောင်းကိုပြီးမှထပ်ပြီးတော့ရှင်းပြပေးမယ်အခုပထမဆုံးတော့ vt graph ပေးမယ်ဆိုရင် gradient is equal to acceleration ဆိုတဲ့အချက်ကစပြီးတော့တွားကြည့်ရအောင်အဲ့တော့အခုပေးထားတာက vt graph အဲ့ vt graph မှာ gradient is equal to acceleration ဆိုတဲ့အတွက် gradient သူရှိနေတဲ့ point ကိုကြည့်မယ်ဆိုရင်ဒီနေရာမှာရှိတဲ့ point လေးက t တန်ဖိုး 5 ဆိုရင် velocity တန်ဖိုးက 20ဒီနေရာမှာ t တန်ဖိုး 10 ဆိုရင် velocity က negative 20ပေါ့အဲ့ဒီ point နှစ် point ကိုသုံးပြီးတော့ရှာနိုင်တာက gradient ရှာနိုင်ပြီဒါဆိုရင် gradient ရှာကြဆို gradient is equal to y2 minus y1 divided by x2 minus x1 y2 minus y1 ဒီ negative 20 divided by 10 minus 5လို့ဆိုတဲ့အတွက် negative 40 divided by 5 is equal to negative 8အဲ့တော့ vt graph မှာဆိုရင် gradient is equal to acceleration လို့ပြောရဲဆိုတော့အခုရတာက acceleration ရဲ့ values ပေါ့မိကုံကတောင်းဆိုတာက deceleration ကိုတောင်းဆိုထားတယ်ဆိုတဲ့အတွက်ဒါဆိုရင် deceleration လေးရေးကြည့်ရအောင် deceleration is equal to acceleration မှာရှိရဲ့ negative လေးဖယ်ပြီးတော့8လို့ရေးခြင်းဒီမိကုံကတောင်းဆိုထားတဲ့အချက်ကိုရသွားခြင်းဖြစ်ပါတယ်ဒါဆိုရင် number 2ကိုဆက်ပြီးတော့ကြည့်ကြည့်ရအောင် number 2မှာကပေးထားချက်က speed 0ဖြစ်ခဲ့ပါက time t ကိုရှာပေးပါလို့ဆိုတယ်အဲ့တော့ speed ဆိုတာကတနည်းအားဖြင့် magnitude of velocity ဖြစ်တယ် velocity 0ဖြစ်တဲ့နေရာကိုဆိုလိုခြင်းဖြစ်တယ်အဲ့တော့ velocity ဒီနေရာမှာ0လို့ပြောလိုက်တဲ့အခါမှာ time t ရှာဖို့အတွက်အဲ့ဒီ t ဒီ 5 နဲ့10တို့ရဲ့ middle မှာရှိရဆိုတဲ့အဲ့ဒီ point ဒီ7 point ဖြစ်တယ် 7.5 ဖြစ်တယ်ဒါဆိုရင် number 2အတွက် t is equal to 7 point ဆိုပြီးတော့ဖြေနိုင်ပြီဖြစ်တယ်။ Number 3ကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ Number 3မှာမေးထားတာကသူ့ရဲ့ question က
distance ကိုမေးထားပါတယ်အဲ့တော့ vertical မှာဆိုလို့ရှိရင် distance travel is equal to area under the graph ဘယ်ကနေဘယ်ထိလဲဆိုရင် θ မို့0ကနေ tan အထိပေါ့ဒီနေရာမှာတော့အဲ့ဒီ graph ကိုတော့သတိထားဖို့လိုတယ်ဘာကြောင့်လဲဆိုရင်ဒီမှာ horizontal axis ရဲ့ above မှာရှိနေတဲ့ horizontal axis ရဲ့ above မှာဆိုရင် graph က trapezium ပုံ graph လေးဖြစ်တယ်ဒါဆိုရင်အဲ့ trapezium ရဲ့ area ကိုရှာမယ်နောက်တစ်ပိုင်းမှာက horizontal axis ရဲ့ below မှာဆိုလို့ရှိရင်လေ graph တစ်ခုက triangle graph လေးတွေ့တယ်ဒါဆိုရင်သူ့ရဲ့ area ရှာမယ်အဲ့ဒီ area နှစ်ခုရဲ့ addition ဒီ distance travel ဖြစ်တယ်ပေါ့ဒါဆိုရင်အဲ့ဒီ distance travel လေးကိုပေးကြည့်ရအောင် number 3 အတွက် distance is equal to area under the graph ဆိုတဲ့အတွက်ပရမရှိရဲ့ area လေးကိုလေ့လာကြည့်ရအောင်အဲ့တော့ trapezium ဆိုတဲ့ parallel side မှာအပေါ်မှာ parallel side က 5အောက်မှာ side က 7.5 သူ့ရဲ့ height က 20 လို့ဆိုတာနောက်က triangle တဲ့ကြိုပြီးတော့စီစဉ်ခဲ့မယ် 10 minus 7.5 ဆိုတဲ့ဒီနေရာက 2.5 ဒီ length က 20 လို့ဆိုတော့ဒါဆိုရင်အဲ့ဒီ area နှစ်ခုပေါင်းကြည့်ရအောင်ပထမဆုံး trapezium is equal to 1.2 2 parallel sides ဆိုတော့5 plus 7.5 သူ့ရဲ့ height က20 plus နောက်တစ်ခုပြောမယ်ဆိုရင် 1.2 base က 2.5 height က20လို့ဆိုတော့ is equal to 7.5 နဲ့ 5 ရတာက 12.5 times 2 times 10 ဆိုတဲ့ဒီနေရာမှာက10ရပြီ plus အဲ့တော့ဒီနေရာမှာက25ကျန်ပြီပေါ့သူက125 plus 25လို့ဆိုတဲ့အတွက်သူ့ရဲ့ distance travel is equal to 150ရပြီနောက်တစ်ချက်လေးကိုကြည့်ရအောင်နောက်တစ်ချက်ကအကယ်၍မေခွန်းမှာdisplacement ကို expression တွေနဲ့ function တွေနဲ့ formula ပေးခဲ့ပြီးဆိုရင်အဲ့ဒီ displacement ကို differentiate လုပ်ခြင်းအဖြစ် velocity ရရှိမှာဖြစ်မယ်။အကယ်ဒါဆက်ပြီးတော့ acceleration ပေးခဲ့ပြီးဆိုရင် velocity ကိုဆက်ပြီး differentiate လုပ်မှာပေါ့။အဲ့တော့ displacement ကို differentiate လုပ်မယ်ဆိုတဲ့အတွက် t alike differentiate လုပ်မှာဖြစ်ပြီးတော့ ds by dt is equal to velocity ကိုရရှိမှာဖြစ်တယ်ပေါ့အဲ့တော့ differentiate လုပ်နေခြင်းဒီတနည်းအားဖြင့် gradient ရှာနေခြင်းဖြစ်တယ်ဆိုတဲ့အတွက် displacement time graph ပေးခဲ့ပါက gradient ကိုရှာလိုက်မယ်အဲ့ဒီ gradient m is equal to တနည်းအားဖြင့်ဘာရခြင်းလဲဆိုရင် velocity ရှာခြင်းပေါ့ဒါဆိုရင် displacement time graph မှာဆိုရင် gradient ရှာခြင်းဒီ velocity တွေကိုရနေခြင်းဖြစ်တယ်ဒါကိုလည်းprogram နဲ့တွဲပြီးတော့လေ့လာကြည့်ရအောင်ပေးထားတဲ့ program က displacement က x လို့ဆိုထားတယ် time က t လို့ဆိုထားတယ်ဒါဆိုရင် displacement နဲ့ time graph လေးပေးထားတယ်အဲ့ဒီ displacement time graph မှာမိကွန်းကတောင်းဆိုထားတာက number 1မှာ vt graph ကိုဆွဲပေးပါလို့ပြောတော့ velocity နဲ့ time နဲ့ graph ကိုဆွဲပေးပါဆိုတဲ့အတွက်ဒါဆိုရင် velocity အသီးသီးကိုသိဖို့လိုတယ် velocity အသီးသီးလို့ပြောလိုက်တာကဒီနေရာမှာသွားနေတဲ့လမ်းကြောင်းလေးတွေမတူရင် velocity ဆိုတဲ့ gradient တန်ဖိုးတွေကတူမှာမဟုတ်ဘူးပေါ့ဥပမာဖြင့်0ကနေပြီးတော့ t တန်ဖိုး50ဆိုရင် gradient တန်ဖိုးတစ်မျိုးနဲ့သွားတယ်နောက်တစ်ခု t တန်ဖိုး50ကနေ65ဆိုရင် gradient ကနောက်တစ်မျိုးနဲ့သွားတယ် t တန်ဖိုး65ကနေ85ထိဆိုလို့ရှိရင် gradient ကနောက်တစ်မျိုးနဲ့သွားနေပြီးတော့85ကနေ125ဆိုရင် gradientနောက်တစ်မျိုးနဲ့သွားဆိုတာဒါဆိုရင်ဒီနေရာမှာ gradient ၄မျိုးသွားနေတာပေါ့နော်အဲ့ဒီ gradient အသီးသီးကိုရှာပေးရမှာဖြစ်တယ်ဒါဆိုရင်အဲ့ဒါရှာပေးဖို့အတွက် gradient ဆိုတာက displacement diagram မှာဆို gradient is equal to y2 minus y1 h2 minus x1 နဲ့သုံးမယ်ဆိုတဲ့အတွက် point လေးတွေကိုစီသိဖို့လိုတာအဲ့တော့ဒီနေရာမှာက 0.0 ဒီနေရာမှာရှိတဲ့ point လေးဒီ t တန်ဖိုးက50 displacement တန်ဖိုးက100နောက်တစ်ခါဒီ point လေးက t တန်ဖိုးက65 displacement တန်ဖိုးက100ဒီ point မှာဆိုရင် t တန်ဖိုးက85 displacement က150ဒီနေရာမှာဆိုရင် t တန်ဖိုးက125 displacement တန်ဖိုးက0ရတယ်ပေါ့เนาะဒါဆိုရင်အဲ့ဒီ point လေးတွေယူပြီးတော့
အဲ့ဒီ point လေးတွေယူပြီးတော့ displacement velocity လေးတွေရှာကြဆိုပထမဆုံးတစ်ပိုင်းယူကြည့်ရအောင် 0,0 နဲ့ 50,100 ကိုယူမယ်ဒါဆိုရင်သူ့ကို gradient ရှာလိုက်မယ်ပေါ့နော်အဲ့တော့ gradient ရဲ့ formula က gradient is equal to y2 minus y1 divided by x2 minus x1 လို့ဆိုထားတယ် gradient is equal to y2 minus y1 ဆိုတော့100 minus 0 divided by 50 minus 0 is equal to 2အဲ့ဒါဒီ velocity ရဲ့တန်ဖို့ဘယ်နဲ့ကြားမှာဆိုရင်0နဲ့ဘယ်နဲ့ကြားမှာလဲဆိုရင်50နဲ့ကြားမှာရှိတဲ့ velocity ရဲ့တန်ဖို့ဖြစ်တယ်ဒါဆိုရင်0နဲ့50နဲ့ကြားမှာရှိတဲ့ velocity တန်ဖို့ဒီ2လို့ပြောရဲဆိုတဲ့အတွက်အဲ့ velocity တန်ဖိုးလေး2ကိုအောက်က graph မှာနေရာချလိုက်ရင်ရပါပြီဒါဆိုရင်နောက်ထပ်ပြီးတော့နောက် interval နောက်တစ်နေရာကိုသွားကြည့်အောင်အဲ့တော့ဒီနေရာကကြတော့50 100 and နောက်တစ်နေရာနောက်တစ် point ကကြတော့65 100မြင်တဲ့သူကချုပ်ပြီးတော့တခါတည်းရေးလို့ရပါတယ် gradient is equal to y2 minus y1 ဆိုတဲ့အတွက်100တွေကနေပြီးတော့100 65 minus 50လို့ဆိုရဲဒါဆိုရင် gradient တန်ဖို့0လို့ဆိုတာအဲ့ဒီနေရာမှာတော့သတိထားဖို့အချက်ကအဲ့ဒီနေရာလေးမှာ50နဲ့65နဲ့ကြားထဲမှာစာစစ်သူမြင်သာအောင်ဆွဲပေးဖို့လိုပါတယ်နောက်တစ်နေရာလေးဆက်ပြီးတော့ကြည့်ကြည့်ရအောင်နောက်တစ်နေရာမှာကဒီတစ်ခါသုံးမှာက65 100 and 85 150 green color ပြထားတဲ့နေရာလေးပေါ့ gradient is equal to y2 minus y1 ဆိုတဲ့အတွက်150 minus 100 85 minus 65 is equal to အပေါ်မှာရတာက50 divided by 20လို့ဆိုတဲ့အတွက်ရမှာကသူက 2.5 ဒါဆိုရင် 2.5 လေးကဘယ်နဲ့ကြားမှာဆိုရင်65နဲ့85နဲ့ကြားမှာ2.5လို့ဆွဲပေးရမှာဖြစ်ပါတယ်။နောက်တစ်နေရာဆက်ပြီးတော့ကြည့်ရအောင်။နောက်ဆုံးနေရာလေးက85,150နဲ့နောက်တစ် point က125,0ဒါဆိုရင်သူ့ရဲ့ gradient လေးရှာမယ်သူ့ရဲ့ gradient is equal to 0 minus 150 divided by 125 minus 85 is equal to negative 150 divided by အောက်မှာရမှာက40 is equal to negative 3.75ဒါဆိုရင်အဲ့ဒီအတွင်းမှာ3.75နေရာလေးဆွဲပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီနေရာမှာ3.75ဆိုပြီးတော့ velocity လေးတွေပေးလိုက်နိုင်ပါပြီအဲ့တော့ gradient ဆိုတာက gradient ကdisplacement diagram မှာရှိရဲ့ gradient ကိုစီဒီဘာတွေရှာသွားခြင်းဖြစ်လဲဆိုရင် velocity တွေရှာသွားခြင်းဖြစ်တယ်ပထမဆိုရင်ဒီချက်မှာ0နဲ့50နဲ့ကြားမှာ velocity အခုဒီနေရာမှာရှိတဲ့ velocity တန်ဖိုး0 is equal to ဒီ velocity တန်ဖိုး0ဒီဘယ်နဲ့ကြားမှာလဲဆိုရင် t တန်ဖိုးက50နဲ့65နဲ့ကြားထဲမှာရှိတဲ့ t တန်ဖိုးတွေကိုဆိုလိုခြင်းဖြစ်တယ်ဒီ velocity တန်ဖိုး2.5 ဆိုတာကတော့65နဲ့ဘယ်နဲ့ကြားမှာလဲဆိုရင်85နဲ့ကြားထဲမှာရှိတဲ့ velocity တန်ဖိုးပေါ့နောက်ဆုံးတစ်ခုကတော့85နဲ့125ကြားထဲမှာရှိတဲ့ velocity ကိုရှာခြင်းဖြစ်တယ်ပေါ့အားလုံးအဆင်ပြေကြပါစေရှင်